Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့နော်မာကကျမပုံနာတော့မဟုတ်ဘူးကျမမေပုံနဲ့ဒီစီရန်ကလေးကိုကျင်းရပြီးတော့ဖြစ်ပါတယ်ဒီစီရန်လေးပေါ့နော်ဒီဘူးလေးပေါ့နော်တလေးအစ်စ်ကလေးပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီစီရန်လေးပါဒါလေးကျမမတုံးတော့တော်လေးကိုကောင်းတယ်ပေါ့နော်တော်စီရန်ကလေးကမျက်နှာလေးကိုချောမောလှပပြီးတားရည်လေးကိုကျင်းနေစင်ပါတယ်ဒါလေးကတော့ baby wine လေးပေါ့နော် baby wine လေးပါသူ့ကြောင့်စပင်းလေးကိုတန်မာတူတက်စေပြီးတော့လက်တွေနှခမ်းတွေကိုလည်းနင်းလို့ရပါတယ်ဒါကြောင့် make up ဘူးလေးပေါ့နော် make up ကကြတော့ဒီပါလေနမမေးနေဒီ make up လေးပေါ့ဒါတော့လူတိုင်းသိကြမှာပါဒါတော့ကောင်းတယ်နော်တုံးလို့တူတည်နောက်တော့ချောက်တော့ပါအော်ဒီမှာမေလီခေါင်းချော်ရည်လေးဒီနေ့အဓိကစီရန်လေးနဲ့မေလီခေါင်းချော်ရည်လေးနဲ့အဲ့ဒီ make up လေးဒီနေ့အဓိကကြော်ရရှိတာပေါ့နော်မေလီခေါင်းချော်ရည်လေးနဲ့ကျွန်မခေါင်းစပင်းလျှော်ထားတာအဲ့ baby oil လေးကျွညာချင်တာစပင်းကိုလျှော်ပြ baby oil လေးမျိုးစပင်းလျှော်ထားတာတော့မင်းနဲ့နေရပဲနော်မကြည့်ဘူးကြောက်ဖြစ်ပြန်လာစီကျွညာအပ်ထားလို့ကျွညာလေးရိုက်ပြပဲဖြစ်ပါတယ်ကျန်အဲ့ဟာဆိုကိုယ့်အတကူအဲ့တော့ကိုယ့်အတကူဒီမှာမီလင်းကောင်းလျှော်ရေပေါ့နော်မီလင်းကောင်းလျှော်ရေပရှင်မီလင်းကောင်းလျှော်ရေပရှင်မီလင်းကောင်းလျှော်ရေပရှင်အရန်ကိုကောင်းပါတယ်နော်ကောင်းတယ်ကျွန်တော်ရုံးကြိုက်တယ်ရှာနေမှာရှာနေမှာကောင်းအရှာဆိုအရန်ကောင်းအရှာဆိုမှအရန်ကောင်းမှာပေါ့နော်မစီမလာမွေးတော့ကျွန်မရောင်းတာမဟုတ်ကျွန်မကျွမ်းတာလေကျွမ်းတာပဲရွှေပြည်နယ်တော့လူတိုင်းသိပါတော့ရွှေပြည်နယ်ကောင်းတယ်ရွှေပြည်နယ်လေးပဲဖြစ်ပါတယ်ရွှေပြည်နယ်အရင်ကောင်းပါလေရှင်ပက